ပြည်တများရှင်လေဒီဆရာတော်ဘုရားကြီးဟာတရားဟောကောင်းတယ်လို့စာရေးသားလဲကောင်းပါတယ်ဆရာတော်ဘုရားကြီးဟာစကားပြေရေးသားကိုရောမြင့်ကြီးဥခိုးလိုင်ထံမှအတူယူခဲ့တဲ့အားလျော်စွာစာရေးသားရှင်းလင်းပြတ်သားထိမိလာပါတယ်စာတစ်ကြောင်းစာတစ်ပုဒ်ကိုအလွယ်ကူဆုံးအရှင်းလင်းဆုံးဖြစ်အောင်ရေးတာဟာလေဒီဆရာတော်ဘုရားကြီးရဲ့စာရေးဟန်ဖြစ်ပါတယ်လေဒီဆရာတော်ဘုရားကြီးစာရေးသားကောင်းပုံနဲ့ပတ်သက်လို့ဆရာတော်ကြီးရေးသားခဲ့တဲ့ကျမ်းစာပေကြပြလင်္ကာအထွေတွေကိုညဉ့်ညဉ့်ကြည်အောင်ဖတ်ခဲ့ကြတဲ့မန္တလေးတက္ကသိုလ်မြန်မာစာဌာနမှဆရာဆရာမများကအခုလိုဆွေးနွေးတင်ပြခဲ့ကြပါတယ်ရှင်ဆရာဆရာမတို့ခုအစီအစဉ်ကတော့မန္တလေးတက္ကသိုလ်မြန်မာစာဌာနဆရာဆရာမများကလေဒီဆရာတော်ဘုရားကြီးရဲ့စာပေဂုဏ်ဤသွေးတွေကိုဟောထုတ်ဆွေးနွေးမယ်အစီအစဉ်လေးဖြစ်တယ်ပထမဦးဆုံးဆရာမရဲ့အမြင်ကိုတင်ပြရမယ်ဆိုရင်တော့လေဒီဆရာတော်ဘုရားကြီးဟာကိုလိုနီခေတ်မြန်မာစာပေလောကမှာအလွန်ထင်ရှားကျော်ကြားခဲ့ပါတယ်မြန်မာစာပေတွေမကဘူးပါဠိစာပေကိုပါနှံ့စနိုင်နေတယ်လို့ဆိုနိုင်ပါတယ်ဒါ့အပြင်စာပေအရေးအဖွဲ့ပိုင်းမှာလည်းပဲစကားပြေပိုင်းမှာရောကြပြပိုင်းမှာပါအလွန်နိုင်နေကျွမ်းကျင်တဲ့ဆရာတော်ကြီးပဲဖြစ်ပါတယ်ကျွန်တော်အနေနဲ့ဖြည့်ဆွက်ပြီးတော့တင်ပြကြတာရှိပါတယ်အဲ့ဒါတော့ဆရာတော်ကြီးဟာပါဠိအထကရာဒီကာတွေကိုလည်းပဲစာသင်သားတွေကိုပို့ချတော်မူခဲ့ပါတယ်အနေနဲ့အရရက်ကိုလည်းပဲကြွားတော်မူပြီးတော့မှတရားဓမ္မတွေကိုလည်းပဲဟောကြားတော်မူခဲ့ပါတယ်နောက်တပည့်တန်ဃာတွေတရားဓမ္မတွေတောင်းပန်ချက်အရာကျမ်းပေါင်းများစွာကိုလည်းပဲရေးသားပြုတော်မူခဲ့ပါတယ်ဒါကြောင့်လည်းပဲနိုင်ငံတော်ဆိုရက1912ခုနှစ်မှာဧကမဟာပဏိတဘွဲ့ဆက်ကပ်ခဲ့ရပါတယ်ဆရာတော်ကြီးကိုပြန်လဲပြီးတော့သုံးသပ်မယ်ဆိုရင်ဆရာတော်ကြီးဟာစာပေပို့ချသူလည်းဖြစ်တယ်စာပေရေးသားပြုသူလည်းဖြစ်တယ်ထူးခြားဆုံးကတော့အကျင့်ကောင်းအကျင့်မြတ်ကိုကိုယ်တိုင်ကျင့်ပြီးတော့မှအကျင့်ကောင်းအကျင့်မြတ်ကိုသူတစ်ပါးကိုလည်းကျင့်အောင်ဟောပြောဆုံးမဩဝါဒပေးခဲ့တဲ့ဆရာတော်ကြီးတို့ဟာလို့ကျွန်တော်ကဖြည့်ဆွက်ပြီးတော့တင်ပြချင်ပါတယ်မှန်ပါတယ်ဆရာဆရာတော်ကြီးရဲ့ Lady Duty ဘောင်းချုပ်စကားပြေကျမ်းနဲ့ဂမီယကြပြကျမ်းဟာမြမစာပေလောကမှာနေလိုလာလို့ထင်ရှားလာပါတယ်ဆရာတော်ကြီးရဲ့မြေတစားတွေဆုံးမသားတွေဟာလည်းမြမစာပေလေးလောင်ကိုဒီနေ့ထိအကျိုးပြုနေစေဖြစ်တယ်လို့လည်းဆိုနိုင်ပါတယ်ဆရာဟုတ်ပါတယ်ဆရာတော်ဘုရားကြီးကကြပြပေါင်း23မို့ကျမ်းနေနဲ့ကြည့်မယ်ဆိုလို့ရှိရင်လည်းကျမ်းပေါင်း100ကျော်ရေးသားပြုစုခဲ့ပါတယ်ဒါကြောင့်လဲ1922ခုနိုဝင်ဘာလ28ရက်နေ့မှာရန်ကုန်တက္ကသိုလ်ကဂုဏ်ထူးဆောင်စာပေပါရဂူပွဲဖြစ်တဲ့ဒီလစ်ပွဲကိုတက်ကက်ချင်းခံရပါတယ်ဒါကြောင့်လဲဆရာတော်ဘုရားကြီးဟာအားကြစရာကြီးညိုစရာဂုဏ်စရာဖြစ်ခဲ့ရပါတယ်ဆရာတော်ဟာပါဠိကျွမ်းကျင်တဲ့ရဟန်းတော်တစ်ပါးဖြစ်တယ်ဆိုပေမဲ့လည်းကျမ်းရေးတဲ့နေရာမှာတော့နေ့စဉ်လုံးမြန်မာစကားတွေကိုအများဆုံးသုံးပြတာကျွန်မပြထားမိပါတယ်ပါဠိဘာသာခေတ်စားနေတဲ့ကာလမှာမြန်မာစကားကြီးနဲ့ရေးခဲ့တဲ့ဆရာတော်ရဲ့လူဆောင်ခြင်းအံ့ဩဖွယ်ကောင်းလာပါတယ်ဆရာတော်ကြီးမှာထူးခြားတဲ့ရည်ရွယ်ချက်တော်ရှိမှထင်ပါတယ်ရှင်းနေတာပေါ့ဆရာရဲ့ဘာဖြစ်လို့ဆိုတော့ဗုဒ္ဓစာပေဆိုတာပါဠိလိုရေးထားတာများတာဟုတ်ဆရာအဲ့ကကြတော့ပါဠိမတတ်တဲ့သူတွေအတွက်ဒုက္ခရောက်တာပေါ့နောက်ကြတော့လည်းပဲပြန်ကြည့်လိုက်တော့တချို့နေတရားပြန်တဲ့ဆရာတွေက
မြန်မာမဆန်တာတွေညားတယ်ဆရာကြီးဒီကကြပါဠိမတတ်တဲ့လူတွေဒုက္ခရောက်တယ်နောက်တစ်ခါပါဠိထည့်ရေးမှလည်းပဲပညာရှိပညာတတ်လို့ယူဆရအောင်အဲ့ဒီအယူဆကိုလေဒီဆရာတော်ကြီးကပြောင်းလဲပြတယ်ဆရာဟုတ်တယ်နော်ဆရာလေဒီဆရာတော်ဘုရားကြီးဟာဗုဒ္ဓရဲ့တရားတော်တွေကိုအများပြည်သူတွေလွယ်လွယ်ကူကူရှင်းရှင်းလင်းလင်းသိမြင်နားလည်စေခြင်းနဲ့စေတနာလဲတော်တော်ထက်သန်မှုရတယ်ဒါကြောင့်နည်းနည်းခက်ခဲတဲ့ဗုဒ္ဓတရားတော်တွေကိုမြန်မာလိုတွေးပြီးမြန်မာလိုရေးခဲ့တယ်လို့ပြောလို့ရမယ်ထင်ပါတယ်ဒါဖြင့်ဆရာတော်ဘုရားရဲ့ကျမ်းစာတွေမှာပါဠိလုံးလုံးခင်းတယ်လို့ပြောရင်ရတာပေါ့နော်အဲ့ဒီလိုယတိပြပြောလို့ရမယ်လို့မထင်ပါဘူးဗျာကျွန်တော်လေးလာမိသလောက်တော့ပါဠိစကားလုံးတွေလုံးလုံးမပါဘူးလို့ပြောလို့ရမယ်မထင်ပါဘူးဗျာပါဠိပတ်သားနည်းနည်းနဲ့များနဲအောင်ကြိုးစားထားတယ်လို့ကျွန်တော်ပြောနိုင်ပါတယ်ပါဠိကိုးကားတွေမထက်မဖြစ်ထည့်ရမယ်ဆိုရင်ထည့်တာတွေကိုဆရာတော်ဘုရားကြီးရဲ့ကျမ်းစာတွေမှာတွေ့ရမြင်ရမှာပါဆရာပြောတာဟုတ်ပါလေဝိပဿနာဒီမှာဆိုလို့ရှိရင်ယူပကာယခန္ဓာကိုယ်ဒီဥဒုဟုသောဓာမိနဲ့အာဟာရဟုသောဓာတ်စီတို့အစွမ်းဖြင့်ကြီးပွားရာဤလို့ရေးထားပါတယ်ယူပကာယခန္ဓာဆိုရဲပါဠိကတော့မထက်မဖြစ်ပါဒါပေမဲ့ဥဒုနဲ့အာဟာရကိုလောင်စာတို့မီးတို့နဲ့နှိုင်းတာကတော့တိတ်ကုန်မြင်မှဆန်းပါရှင်ဒါရင်ဘယ်ကမလဲသတိထားမိရတကူရှိတယ်ကြားဥတာပါ1968ခုနှစ်တာဝလတွင်ကဆရာတော်ကြီးမန်းလေးကိုတရားဟောကြားခဲ့တယ်အဲ့ဒီတုန်းကဆရာတော်ကြီးဟောခဲ့တဲ့တဲမှာ၄दिनလုံးစကားလေးနဲ့ပဲတရားဟောခဲ့ပါတယ်အဲ့ဒီထဲကကျွန်တော်တခုဖတ်ပြချင်ပါတယ်မာနစုဒီကအထင်မှားခြင်းသည်ငါမဟုတ်သောနာယုတ်ကိုငါဟုထင်ခြင်းထိုငါဝင်အမျိုးကိုဆွေးရုပ်တည်မြတ်တည်ကိုထင်ခြင်းအနွယ်ကိုဆွေးရုပ်တည်မြတ်တည်ကိုထင်ခြင်းစသည်ကြီးလို့ဖွင့်ဆိုထားပါတယ်ဆရာဟုတ်ပါတယ်ဆရာတော်ကြီးဟာသကပြေကိုရေးသားတဲ့နေရာမှာရှင်းရှင်းလင်းလင်းရိုးရိုးသားသားရေးသားဒါနဲ့ပတ်သက်ပြီးတော့ကဆရာတော်ကြီးမိန့်ကြားခဲ့တဲ့စကားတစ်ခွန်းဖတ်ဖူးပါတယ်စာရိုက်ဗီယိုနာမှာနေပြီးတော့မှကျမ်းစာတွေကိုထုတ်လုပ်ပြီးတော့ကြည့်ရလို့ရှိရင်ပါဠိအခိုးကားတွေနဲ့စရိုက်တန်ဗီယိုတန်တွေပါနေမယ်ငါတို့ကတော့တောကြားခြုံကြားမှာနေတယ်အဲ့ဒီလိုစာရေးတဲ့အခါကျတော့နော်လူဘိန်းတွေလွယ်လွယ်ကူကူနားလည်နိုင်တယ်တို့ရဲ့စာတွေဟာတောတန်တောင်တန်ခြုံတန်တွေပါနေတာမို့လို့လူဘိန်းတွေနားလည်နိုင်တယ်ကမ္မထအားထုတ်ရင်ရေးတဲ့စာတွေမျိုးလည်းပဲကမ္မထတန်တွေလည်းပါနေပြီလိမ့်မယ်ဒါကြောင့်ငါတို့ရေးတဲ့စာကိုဖတ်ရရင်လို့ရှိရင်ကမ္မထအားထုတ်နေရတယ်လို့ပါပဲလို့ဆရာတော်ကြီးမိန့်ကြားခဲ့တာကိုကျွန်တော်သတိထားမိပါတယ်ဒါဟာမှတ်သားစရာကောင်းလာပါတယ်ဒါပြင်ဆရာတော်ကြီးရဲ့စကားပြေရေးသားညညောပုံကိုဥတ္တမပုရိသဒီပဏိကျမ်းထဲမှာလည်းတွေ့နိုင်ပါတယ်အဲ့ဒီကျမ်းထဲမှာသစ္စာအဋိဋ္ဌံမေတ္တာဥပိ္ပခာဆိုတဲ့ဝေါဟာရတွေရဲ့အဓိပ္ပာယ်ဖွင့်ဆိုရှင်းလင်းချက်ကိုကျွန်မဖတ်ပြပါမယ်သစ္စာနိတိကမူသားကိုအချင်းခတ်သိမ်းပယ်ခြင်းတည်းအဋိဋ္ဌံဆိုသည်ကဤအမှုကိုပြုမိဟုနှုတ်ပရိညင်စိတ်ပရိညင်ထားပြီးသည်နောက်ပြောင်းရွှေ့လှုပ်ရှားမှုမရှိခြင်းတည်းမေတ္တာဆိုသည်ကတွေ့သမျှမြင်သမျှသောသရဝါကိုချမ်းသာစေခြင်းသောစိတ်ကောင်းစေခြင်းသောစိတ်အမြဲတည်ခြင်းတည်းဥပိ္ပခာဆိုသည်ကမိမိကိုကြီးညိုလင်းမြတ်သောသူပူဇော်သောသူချီးမွမ်းသောသူဟု၍လည်းတာယာခင်မင်စိတ်အထူးမရှိမိမိကိုပြစ်တင်ပြစ်မှားပြုသောသူညှဉ်းပန်းနှိပ်စက်သောသူကဲ့ရဲ့သောသူဟု၍လည်းမတာယာခြင်းမုန်းခြင်းမရှိထိုသူနှုတ်တို့၏စိတ်နှမျိုးမရှိခြင်းကိုဥပိ္ပခာပါရမီဆိုသည်ဟုအဓိပ္ပာယ်ဖွင့်ဆိုထားပါတယ်ဆရာကျမမြင်ပြောရရင်တော့ဆရာတော်ကြီးရဲ့ဇာတကဝိတ္ထုအရေးသားကိုထည့်ပြောမှဆရာတော်ကြီးရဲ့ဂုဏ်ဟာပိုးပြီးပေါ်လွင်ထင်ရှားမယ်လို့ထင်ပါတယ်ဆရာတော်ကြီးရဲ့ဝိတ္ထုစကားပြေရေးသားကောင်းကိုဥတ္တမပုရိသဒီပဏိကျမ်းမှာပါတဲ့ဖျားလောင်းမြောက်မင်းဝိတ္ထုကိုဥပမာပေးပြီးတော့ဝိတ္ထုဆက်လန်းနည်းနည်းကိုပြပြခြင်းပါတယ်အဲ့ဒီဇာတကဝိတ္ထုမှာဖျားလောင်းတော်မြောက်မင်းဟာအတူတရားနဲ့တဲ့ကြောက်ထဲမှာကြာနေတဲ့ပုံသားကိုကြောပေါ်ထမ်းပြီးအပေါ်ကိုတက်လို့ခက်ခက်ခဲခဲနဲ့အသက်ကယ်တင်ခဲ့ပါတယ်အဲ့ဒီနောက်ဖျားလောင်းတော်မြောက်မင်းဟာမောပန်းလွန်လာကြောင့်ပုံသားရဲ့ပေါင်ကိုခေါင်းအောင်ပြီးခဏအိပ်မိပါတယ်ဒီကမှာကောက်ကျစ်ရုံမှာရက်ဆက်တဲ့ပုံသားရဲ့စိတ်မှာတော့ဒီတောမြောက်သားကိုအရာအတွက်ဆောင်ကျင်းခဲ့ရင်ကောင်းမှာပဲလို့အကြံဖြစ်လာပါတယ်အဲ့ဒါနဲ့ပုံသားကသူ့ရဲ့အကြံအတိုင်းပဲမြောက်မင်းရဲ့ခေါင်းကိုကြောက်တုံးနဲ့ထုပါတော့တယ်မြောက်မင်းရဲ့ခေါင်းကသွေးတွေပန်းထွက်လာပါတယ်ဒါပေမဲ့မြောက်မင်းဟာပုံသားသွားလို့ရအရက်ကိုရောက်အောင်လို့တပင်ကတပင်ကိုကူးပြီးတော့
ခေါင်းကကြတဲ့သွေးဆက်တွေနဲ့လမ်းပြပေးခဲ့ရှာပါတယ်အဲ့ဒီဝိထုချောင်းကိုဥတ္တမပုရိသဒီကနေ့ကျမ်းထဲမှာဆရာတော်ကြီးရေးသားထားတာကတကယ်ကိုကြစ်လက်ပြေးဖြစ်ပြီးရှင်းလင်းတဲ့စကားပြေရေးသားခေါင်းအဖြစ်စံထားလောက်ပါလေရှင်ဒီဝတ္ထုကိုသုံးသပ်မိတာကတော့ဆရာတော်ဘုရားကြီးဟာပါရမီ10ပါးကိုဇက်လန်နဲ့ရှင်ပြီးပြသွားတာကိုတွေ့ရမှာဖြစ်ပါတယ်ဇက်လန်ထဲမှာပါတဲ့ပါရမီများကိုကျွန်တော်ပြောပါပါမယ်ကြောက်တဲ့တွင်ကြာနေသောပုံတိုင်းကျိုးကိုတောင်းတလိုလားခြင်းသည်မေတ္တာပါရမီကျောင်းမှာကမ်းမော်လို့ရောက်အောင်ကြံစီနိုင်ခြင်းသည်ပညာပါရမီတဆွန်ကြိုးပမ်းအားထုတ်ခြင်းသည်ဝိရိယပါရမီဥကောင်းကိုရိုက်တော်လဲညှဉ်းညူခြင်းမရှိဘဲနေနိုင်ခြင်းသည်ခန္တီပါရမီပုံနာပေါ်စိတ်မကွက်ပဲခွင့်လွတ်နိုင်ခြင်းသည်ဥပိ္ပခာပါရမီအသက်ကိုဆွန့်လူ၍ကတင်ဆောင်ရနိုင်ခြင်းသည်ဒါနပါရမီပုံနာကိုပြန်၍ကြမ်းကြုတ်သောစကားကိုမျှမဆိုကောင်းစွာဆောက်ရှောက်ခြင်းသည်သီလပါရမီကေတတိအတွက်ကြောင့်ကောင်းမှုကုသိုလ်ကိုမတောင်းတမตายာခြင်းသည်နိက္ခမပါရမီလို့သုံးသပ်နိုင်ပါပြီနောက်ဆရာမဆွေးနွေးကျင်တာတစ်ချက်ကတော့လေဒီဆရာတော်ဖျားကြီးဒီစာဖတ်ပိဋကကိုပဲဖြစ်ဖြစ်တရားနာပိဋကကိုပဲဖြစ်ဖြစ်အဆုံးအမဩဝါဒတွေပေးခြင်းတဲ့အခါမှာဝိတုเจ้าနဲ့လည်းအဆုံးအမပေးတယ်လို့မြတ်တစာတွေနဲ့လည်းရေးသားပြီးတော့ဆုံးမတတ်ပါတယ်ဟုတ်ပါတယ်ဆရာမကြီးလေဒီဆရာတော်ဘုရားကြီးဟာဝိသမလောဘနဲ့ရလာတဲ့အမျက်တွေနဲ့ဘုရားတဲ့ကြောင့်သောတာကိုမကြိုက်ဘူးတမအာဇီဝနဲ့အသက်မွေးတော်ကိုပဲကြိုက်ပါတယ်ဒါမတရားစီးပွားရှာပြီးမှအသက်ရှိရှိနေရခြင်းတဲ့ဝိသမလောဘကင်းကင်းနဲ့ပေါ့တမအာဇီဝနဲ့အသက်မွေးရတာကိုပဲပူမြတ်တယ်လို့ဆရာတော်ကြီးကမရခဲ့ပါတယ်အဲ့ဒါနဲ့ပတ်သက်ပြီးတော့မှမေတ္တာစာပဒ်ထဲမှာစီးပွားရှာမှာမျိုးသားတဲ့လူတွေအကြောင်းကိုပေါ့နော်ဆရာတော်ကြီးဖွဲ့ထားတာလေးရှိပါတယ်ဆရာမကြီးရောင်းဝယ်ရေးကိစ္စပစ္စည်းရေးကြကြလေအနိစ္စဒုက္ခအနတ္တမြိုင်မြိုင်နဲ့ကိုင်လက်ချီဘိုင်းဘိုင်းလေးစီထဲမှာရင်းနှွေးဆေးထဲမှာရွက်ချက်ရက်ထဲမှာမရင်စံရင်းထဲမှာရေးဆွဲလက်ဖက်မှာရေးကူဘဲကုံမျိုးမဟူပြီးတူတာတူပလေးစီယင်းနည်းတွေကိုစီနဲ့ပလီညံလောဘဝစီကံစောရကိုမနောစဗြမြကဲ့သို့အာကိုဝေအတက်အလိမ္မာကောင်းထင်မှတ်၍ဂုံရက်ဟိတ်တွေနဲ့စိတ်နေမြင်ကြသည်လို့ရေးဖွဲ့ထားပါတယ်ဆရာတော်ကြီးရဲ့မြတ်စာရီထဲမှာအပြောတစ်မျိုးအလုပ်တစ်မျိုးတင့်တတ်တဲ့လူတွေရဲ့အကြောင်းကိုတွေ့ရပါတယ်။နောက်မစားမြတ်စာထဲမှာဆိုလို့ရှိရင်အသက်မွေးတဲ့ပုဂ္ဂိုလ်သူတော်ကောင်းစိတ်ဆက်အုံမနဲ့မပြောလို့မနောကကလေးချုံပြောကဝရိမယုံလောက်အောင်ဖွင့်နေကုံမောက်အောင်ညံချဲ့ရင်အရွက်နဲ့ခဲစီအထဲနဲ့ပေါ်ပြောင်းမတွေ့မှမှန်ရှောင်းသူတော်ရောင်တစ်ဖက်လောက်ဗဇက်ပြောကကြားတကားဓာတ်တဘောကခါတမမပြုတ်တာလည်းရဲ့ကြောင့်ပြုတ်တာလည်းအလဲမောင်းလို့ရေးသားထားတော်မူပါတယ်အလွန်ခင်မိရဲ့အဆုံးအမတွေလို့ပြောနိုင်ပါတယ်။ဒါတွေမကသေးဘူးနော်။လေဒီဆရာတော်ဖျားရဲ့စာပေတွေကိုလေ့လာကြည့်တဲ့အခါမှာစကားပြေပိုင်းမှာလည်းမကဘူး။ကြပြပိုင်းမှာကဂုံကြီးသွေးတွေတောက်ပြောင်နေတာကတော့အမှန်ပါပဲ။ဆရာတော်ကြီးရဲ့ဂါမီရကြပြကျမ်းမှာကြပြပုတ်ရည်တွေအများကြီးပါဝင်နေ။အဲ့ဒီကျမ်းကို1912ခုနှစ်ကအမျိုးသားပုံနှိပ်တကနေပြီးတော့ပထမရွယ်ဒုတိယရွယ်ဆိုပြီးတော့တောင်နှစ်တွဲခွဲပြီးတော့ထုတ်ဝေခဲ့ရတယ်။ဒီကျမ်းထဲမှာတေးတက်တွေယတုတွေလေးကျိုးတွေအများကြီးပါတယ်။ဒါကြောင့်ဆရာတော်ဘုရားကြီးရဲ့ကြပြရေးဖွဲ့မှုဂုဏ်ကြီးကိုဆရာမဖြင့်လေးစားကြည့်နေလို့မဆုံးတော့ပါဘူး။မှန်ပါတယ်ဆရာမကြီးရဲ့။ဒေဒီဆရာတော်ဘုရားကြီးပြုစုရေးသားခဲ့တဲ့တတ္တကနာဘုရားရှိခိုး9နှစ်ဘုရားရှိခိုးများဟာတကယ်တော့ဗုဒ္ဓယဉ်ကျေးမှုအမွေနှစ်ရဲ့အခြေမြစ်ကျတဲ့ကြပြတွေဖြစ်ပါတယ်။ဒီကြပြတွေကိုလူငယ်တွေဟာနှုတ်တက်ရရရွတ်စုပြီးတော့မှဗုဒ္ဓယဉ်ကျေးမှုတွေကိုပြုထောင်ခဲ့ရတာပါအသွင်သင်အဆုံးအမတွေနဲ့ကြီးပြင်းခဲ့ရတာပါကျွန်တော်ဒီပင်လျင်ဒီကြပြလေးကိုနှုတ်တက်ရရရွတ်စုပြီးတော့မှကြီးပြင်းလာရတာဖြစ်တယ်ဒါမှမဟုတ်ဒီကြပြလေးကိုကျွန်တော်ဖတ်ပြပါမယ်တိုးလို့ရှင်ပင်ကျွန်းထိတ်တင်တောင်းဝင်စကြဝဠာနတ်မြမတို့ညီညာယုံစုတောင်းမှန်မှုကြောင့်ယရုနကိုရွှွှွဆိုသည်ဝါလူလာဖြင့်ကျမင်းနှိဝဲချမ်းမြေကြည်ပြူတန်တေယူသည်နတ်လူငြိမ်မှုကိမ့်မာကိုတန်တေယူဟာဆယ်လကြာသောမဟာတက္ကရိ68ကျုံကဆုံလာဖြင့်တောက်ကြနေဝဲချမ်းမြေစုံစီလုံးမနီ၌မဟီလိုက်စုဖွာတော်မူသည်နတ်လူအောင်မြုလန်းပါကို
ဖွာမြင်မြောက်သော16နှစ်ရွယ်ပြူနုနယ်၌3သွဲရွှေနန်းသိမ်းမြန်ပြီလေ73နှစ်လျင်ဖုံးသစ်လျံလူစံတော်မူ၍ရွယ်မှုနုဖြိုး29ဝယ်4မျိုးနမိတ်နတ်ပြဟိကြောင့်ရွှေစိတ်ညင်ညိုတန်ဝေပူကဝါဆိုလအပြည့်ကြာမင်းနေဝဲချမ်းမြေရကုန်တို့ရလုံနီစုံမြိုင်ပင်ရိတ်ခမ်းမာကိုတို့ရမြိုင်မောချောင်းနေပြော၍ခါတော်တော်ပွင့်ချင်းယုံကပစုံလာဖြင့်ဆင်းမင်းနေဝဲမြေပရမေပလင်းမွေးတဲ့ရွှေညောင်တော်ကြီးဗိမာန်ထီနှင့်မညီကြည်ပြူနေတော်မူလျက်ရံမြူခပင်မိုက်သိန်းကိုအရှင်ပဲပြောက်အလင်းပေါက်ကထွန်းတောက်ဖုံတော်တောင်းလုံးကြောသည်သုံးမော်လူတို့ညံမာကိုဖယားဖြစ်ခါမိဂရာတို့စကြရွှေဖွာဖြန့်ကြီးတွား၍ငါးပါးဝက်ကြီးစုံအညီနှင့်မဟိတတောင်းတိုင်အပေါင်းမှခါညောင်းကလာနတ်မြမာအားဝါဆိုလာဖြင့်စနီနေဝဲကြွေကြွေလျံတဲ့ဓမ္မစက်ကိုမိမ့်မြတ်တွေပြားဟောဖို့ကြာသည်တရားနတ်စီယွန်းနေကိုတရားနတ်စီဆိုယွန်းလီကသုံးမြီသုံးတိုက်တောင်းတိုက်ဝဲကျွတ်ထိုက်တူနတ်လူမြမတတ္တဝါကိုခေမတောင်းတို့ဖောင်ကြတို့ဖြင့်ဆောင်းပူပြီးကဝါ45တက္က80စုံပြေကျွဲကရာ40နှစ်တက္ကရီဝဲနေမလာတိုင်းစံနိုင်မယုတ်ကုတ်တနာယုံအင်းညင်းစုံ၌ကစုံလာဖြင့်အင်္ဂါနှိဝဲချမ်းမြေနှိပ်မှုစံတော်မူသည်ဝန်းစုတောင်းလုံးကြော်တဲ့ကိုနိဗ္ဗာန်စံပြီးရှုမဤသာသင်္ကြီးရွှေလောအလောင်းတော်ထိုရောကစုံလာစုကြုံ၍ဂလုံးနေဝဲခုံးဝေမနောတတ်ပြေသောလျင်ရှင်စောညံဆက်ဓမ္မဆက်ဖြင့်လျံတဲ့ကိုရောမိပူဇော်သည်မွေတော်ရှိစိတ်ကျွင်းနေကိုထိုခုံးနှစ်သာချမ်းမြေကိုဆွေးရကြည်ပြူအာယုံယူလျက်သုံးလူတို့၌မြတ်တဲ့မြတ်သားကိုတော့ဖြာကိုသုံးပါမွန်စွာဝန္ဒနာဖြင့်တရားဖြိုးဖြိုးကျွန်းရှုကိုသည်ကောင်းညိုခတ်သိမ့်ကျွေသေးတော်ဆရာတော်ကြီးရဲ့ကြပြာကတော့အဲ့လိုကြီးပွက်ထားပါတယ်အင်တမတရားတရားပွားစရာကောင်းလာပါတယ်ဟုတ်ပါတယ်ဗျာဒီသုံးလူရှင်ပြင်ကျွတ်ထိတ်ခြင်းဆိုတဲ့ဘုရားရှိခိုးကြီးကိုကြည့်မယ်ဆိုရင်လည်းစကသုံးရှုတော့လာပေါ့လေအဲ့လိုကြည့်ရင်ဆရာတော်ကြီးဟာစကသုံးရှုတော့စကားပရိယေကျွဲဝတယ်ဆိုတာတွေ့နိုင်ပါတယ်ဆရာအဲ့ဒီထဲမှာပါနေတဲ့ချမ်းမြေကြည်ပြူချမ်းမြေစုံစီချမ်းမြေရကုံချမ်းမြေလေးဘူးချမ်းမြေသားချိုးဆိုတဲ့စကလုံးလေးတွေကိုအလဲအလဲသုံးသွားတာဆိုလို့ရှိရင်သိကိုစိတ်ချမ်းမြေစရာကောင်းပါတယ်ဆရာကြီးဟုတ်ပါတယ်ဆရာတော်ဘုရားကြီးကအကြောင်းအရာနဲ့လိုက်ဖက်မဲ့တက်ကြလှုပ်ရှားမှုတွေကိုစကလုံးနေနဲ့တရုပ်ခေါ်ခဲ့ပါတယ်အဲ့လိုတရုပ်ခေါ်တဲ့နေရာမှာမဟီလိုက်စုတောင်းလုံးကြော်ဒီကြွေ့ကြွေ့လျံတဲ့ဝမ်းစုတောင်းလုံးဆိုတဲ့စကားသုံးနေနဲ့တရုပ်ခေါ်ခဲ့ပါတယ်ဒါကြောင့်လေဆရာတော်ဘုရားရဲ့ရေးသားဂုဏ်ကြီးတွေကကြည်ညိုလေးစားစရာဖြစ်ခဲ့ရပါတယ်ကဲဟုတ်ပါပြီဒီနေ့ဆွေးနွေးကြတဲ့လေဒီဆရာတော်ဘုရားကြီးရဲ့စာပေဂုဏ်ကြီးသွေးတွေကိုအထုတ်ပြောရမယ်ဆိုရင်တော့ဆရာတော်ဘုရားကြီးရဲ့စာတွေထဲမှာပြည့်ပြည့်ရှင်းလင်းချင်းဆိုတဲ့ဂုဏ်တွေမြောက်နေတာကိုတွေ့ရမှာပဲဖြစ်ပါတယ်ဒါအပြင်အကြောင်းအရာရောအရေးအဖွဲပါဆရာတော်ကြီးဦးတည်တဲ့ပေးတတ်ရဲ့အတိတရားတွေကိုနှိုးဆော်ပေးနိုင်ပါလေဒါကြောင့်ဆရာတော်ကြီးဟာရွယ်ချက်ကိုပေါက်မြောက်အောင်စေနာထက်ထက်တန်တန်နဲ့စာပေတွေကိုရေးသားပြုစုတော်မူခဲ့တယ်လို့ဆိုရမှာပဲဖြစ်ပါတယ်။မြောက်ရရုံမြင့်တန်ကြားပြည်တများရှင်။လေဒီဆရာတော်ဘုရားကြီးဟာစာကဗျာလင်္ကာစတာတွေကိုရေးသားရမှာလွယ်လွယ်နဲ့ရှင်းရှင်းရေးသားတော်မူပါတယ်။တရားအဘိဓမ္မာစတဲ့ခက်ခဲနေတဲ့အကြောင်းအရာတွေကိုရေးသားရမှာလည်းအလွယ်ကူဆုံးဖြစ်အောင်ရေးသားခဲ့ပါတယ်။ဒါကြောင့်လေဒီဆရာတော်ဘုရားကြီးရဲ့စာတွေကိုဖတ်လိုက်ရတဲ့မင်းကွန်တိပိတကဒရဓမ္မဘာနာဂိုင်းကဆရာတော်ကြီးကရွှေချောင်းခေတ်နဲ့နှိုင်းယှဉ်မယ်ဆိုရင်လေဒီဆရာတော်ဘုရားကြီးရဲ့စာတွေဟာစာတပုတ်ရွှေချောင်းတစ်ချောင်းလိုတန်ဖိုးရှိပြီးအင်တန်စာနေတတ်နေလို့ထုတ်ဖော်ပြောဆိုခဲ့မှုတဲ့အထိဖြစ်ခဲ့ပါတယ်ရှင်။